အခုဘာစုတွေရထားလဲမသိ ဒါကျွန်တော်ဖလော်ဒိုင်းဒီမှာထူးချွတ်စုရတာ ဟဲ့ ဟိုတယ်အသွားများလို့ ဟိုတယ်တော့များဆုံးဟဲ့ကိုရဲ့အခုစားကျမရင်လေးတယ်ဟဲ့အခုအဲ့ဒါအခုအရောက်ဘယ်နဲ့ရတာမလဲ ဒီမှာရှိတဲ့လောက်ပဲ အမလေးကိုရဲ့ကြောက်စရာကြီး ဒါတော့ဟိုဘက်ချမ်းမှာရှိသေးတယ် ဟောဟိုမှာလည်းရှိသေးတယ် ဟိုမှာလည်းရှိသေးတယ် ဟောဒါအကိုတို့အိမ်အဲ့လောက်တောင်စုတစိတ်တွေပုံများကြီးရတာ ဟုတ်တယ် ဟဲ့ကိုရဲ့ဟာဒီမှာရော ဟုတ်တယ် ကိုရဲ့ဟာ ဒါဖလော်ဒိုင်းဒီကျွန်တော်ဒီအသက်ရွယ်အထိပေါ့နော်ဒါကျွန်တော်ဖလော်ဒိုင်းဒီနှစ်တိုင်စုရတာ ဟာအဲ့ဆိုရင်အခုကတနေ့မှဘယ်နှစ်ယောက်နဲ့ဟိုတယ်သွားတာလဲတနေ့လုံးတော့မအားတော့ဘူး ဟုတ်တယ်မင်းတို့မင်းမျိုးတွေလေ ဟောလေမေဟိုစုတစိတ်ဆွဲပြရလေရထားသေးရဲ့သူ ဟုတ်တယ်ရတယ် အဲ့ဒါကြတော့ဘယ်လိုလဲဆွဲပြရဟိုတယ်က နိုင်ငံခြားမှာတပြိုင်လာတာ နိုင်ငံသားကြီးကိုသွားသေးတာဘလတိုင်းလေးကိုအာရက်ဆက်တယ်အခုဟိုတယ်ကတီးတန့်ပေးတဲ့ဆုရှိသေးလား ဟိုတယ်ကပေးတဲ့စုကတော့တလုံးတော့ပဲ ဟိုမှာလည်းချန်ပီယံလိ ဟုတ်တယ်ချန်ပီယံလိ ဟာအခုမှဟိုတယ်ကပေးတာကူမ ဒါတော့ဟိုပါဘယ်လိုပြောမလဲ तू ကတော့ဘောလုံးတစ်စိမ့်တော့ပေါ်လာတာဘောနဲ့ပတ်သက်တယ် ဘောနဲ့ပတ်သက်တဲ့ဆုโอเคအခုရေအားကြမိတယ်ဒါပေမဲ့အခုစားချက်သိမ့်တာ နေကဘာလို့ဆိုလဲ ဟမ် နေဝေါ်ဝတကဘာလုံးမှာနေဟိုတယ်အသွားနိုင်ဆုံးဆုနေ နေ ပြီးလိုက် အလုံးနိုင်ဆုံး စုရတယ်မကြည့်လို့နိုင်ငံခြားသွားတာနှစ်တိုင်းစီကိန်းမှလေဒါ ဟုတ်ပါလား အော်ဒါနေဝေါ်ဝတကဘာလုံးဒီမှာတကဘာလုံး ဒါစီကိန်းဟုတ်တာ နေရကြီးတကဘာလုံးစုကနေဘယ်ရတာနေရတာလဲတကဘာလုံးစု တ ပြ ကယ်ဘာလို့စုရဒီမှာ ဟာ ဒီစုကတော့ဒါငါရဲ့ဘဝမှာအကောင်းဆုံးစု အကောင်းဆုံးစုဘလတိုင်းနေဘယ်နှစ်ခုနှစ်ကလဲ2020နဲ့စပြီး2025ထိ ပုံတော့ဘာမှမပုံနိုင်တော့ ပိုးတော့ဘာလို့ group ကအခုထောင်ထားတာလို့ ဟိုကျွန်တော် agent တွေပေါ့ကျွန်တော်ကုမ္ပဏီ အော်အေဂျင့်အခွဲပဲရှိသေးတာဟဲ့အခုရေရက်ဆက်လိုက်တာဂျပန်ကရုံးတက်တာမှာအခုကစုစိတ်တွေအများများပါ အဓိကလောက်ရတော့ စူးစားတာပေါ့ ဟုတ်ကဲ့ ဘယ်နှစ်လဲဟို10နှစ်သားတော့စူးစားလာခဲ့ ဟဲ့စနေသားနဲ့ဘလတိုင်းနေ့တစ်နှစ်တိုင်းဆိုတော့ဟဲ့